လောကမှာအကျင့်တရားပြည့်နေတဲ့ပုဂ္ဂိုလ်တွေကအလွန်များတာဒါကြောင့်လောကကြီးနဲ့ဆက်ဆက်မှုမရှိဖို့အတွက်ကလောကကြီးကထွက်ခွာဖို့အတွက်ကိုယ်ကျင့်တရားကောင်းမှုလိုတယ်ဒါကြောင့်ဒီမှာတတိယအဖြစ်မှာဝိပိဋ္ဌိကတ္တဝနာပေတုနာနိကောဒံကတရိယံသဟေယဘိက္ခုအနုရောဓဝိရောဓဝိပဟိနောသမ္မာသောလောကေပရိပစေယအဲ့တော့ဒီလောကကြီးကထွက်ခွာဖို့ဆိုလို့ရှိရင်လွယ်တကူနဲ့လောကကြီးကထွက်ခွာလို့ရမှာမဟုတ်ဘူးလောကကြီးကထွက်ခွာဖို့အတွက်ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးဘာလို့ရမလို့အလျော်ဘာသာပြန်ကြည့်မယ်ဆိုရင်ခေမင်းသည့်ဆက်ဆံရေးပြက်ပြားအောင်ပြုလုပ်ခြင်းကိုရှောင်ကျဉ်ပါဒါပါပြောတာတော့ဆိုဝိပိဋ္ဌိကတ္တဝနာပေတုနာနိပေတုနာဆိုတာဂုံးတိုက်တာဆိုတာဘာလို့ခင်မင်းနေတဲ့ဆက်ဆံရေးကိုပြက်ပြားအောင်လုပ်တာပဲလေနော်ခင်မင်းသည့်ဆက်ဆံရေးကိုပြက်ပြားအောင်ပြုလုပ်ခြင်းကိုရှောင်ရမယ်လူလောကမှာအလွန်များတဲ့တာတောင်းတဲ့တယောက်မတက်အောင်ခင်မင်းနေတဲ့ဆက်ဆံရေးတွေကိုပြက်ပြားတော့ခြားဝင်တတ်ရှုခြင်းတဲ့ဆိုတာတွေပြည့်နေတာပဲနော်လူတယောက်ခြားဝင်ပြီးတော့တယောက်နဲ့တယောက်မတက်အောင်လုပ်တာအလွန်လွယ်တယ်ပေါ့တူတူပြောရနေပြီးတော့ဟိုလိုပြောလိုက်ဒီလိုပြောလိုက်နေတူနဲ့တူမတက်ကြတော့ကွဲ့ပြဲကုန်ကြအဲ့ဒါကိုဘာခေါ်တော့ဆိုဝိပိဋ္ဌိကတ္တဝနာပေတုနာနိလောကကြီးကိုဒုက္ခပေးနေတဲ့အချင်းပြတ်မှုအဲ့ဒီဟာပေတုနာဆိုတာပေဆိုတာချစ်ခင်မှုသူဆိုတာစိတ်သုံးသွားအောင်နာဆိုတာပြုလုပ်တာလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့တော့ခင်မင်သည့်ဆက်ဆံရေးပြက်ပြားအောင်ပြုလုပ်ခြင်းကိုဝိပိဋ္ဌိကတ္တဝနာဖယ်ရှားလိုက်တယ်ကြော့ခိုင်းလိုက်တယ်ဒီလို့မလုပ်ဘူးလို့ဆိုလို့တယ်လောကလူတွေတုံနဲ့တူဆက်ဆံရေးပြည့်ပြည့်အောင်သာပြောတယ်ဆက်ဆံရေးပြပြသွားအောင်မလုပ်အောင်လုပ်ရင်ပြဿနာတွေအများကြီးတက်လာတယ်ပေါ့လူအတိုင်းဝဲမှာနော်ဒါကြောင့်မို့ဒီလောကကြီးထဲမှာဒီဆက်ဆံရေးပြပြအောင်လုပ်ခြင်းအပြင်လောကကြီးကိုရှုပ်ထွေးသွားစေတယ်အဲ့ဒါတည်းမှာကဘူးကောဒံကတရိယံသဟေယဘိက္ခုကောရဆိုထိခနဲ့စိတ်ဆိုးတတ်တာကိုလည်းဖယ်ရမယ်ထိခနဲ့စိတ်ဆိုးတတ်တာကိုလည်းပဲစိတ်မဆိုးရဘူးတော့တိခဉ္မရှိရင်လည်းကွဲတာပဲလေတူကထိခနဲ့ရှိစိတ်ဆိုးတတ်ရင်လည်းကွဲကြမှာပဲဘလောက်ခင်မင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဒေါသဖြစ်သွားရင်ကွဲတာပဲလေအဲ့ဒါကြောင့်ကောရဆိုတဲ့ထိခနဲ့ရှိစိတ်ဆိုးတဲ့အမျက်ထွက်တယ်ဆိုတာမျိုးနဲ့ဖယ်ဖို့လိုတယ်တဲ့နောက်တစ်ခုကကတရိယဆိုတာကုအရိယဆက်ဆုပ်เสียကောင်းလောက်အောင်ဝန်တိုအိဆာမတရာပြားတဲ့ပုဂ္ဂိုလ်ကတရိယလို့ခေါ်တယ်ကိုယ်တိုင်ကသာသူများကိုမပေးတာမဟုတ်ဘူးသူများကိုပေးတဲ့ပုဂ္ဂိုလ်တောင်သူကတားမြစ်တယ်ကတရိယဆိုတာပြင်းထန်တဲ့မစ္စရိယရှိတဲ့ပုဂ္ဂိုလ်ခက်ထန်တဲ့မစ္စရိယသမားအဲ့တော့ခက်ထန်တဲ့မစ္စရိယရှိသလိုနူးညံ့တဲ့မစ္စရိယလည်းရှိတယ်မတိမတာလေးပေါ့နော်ဝန်တိုတယ်ဆိုတဲ့နေရာမတိမတာလေးအိဒါနဲ့ကွဲတယ်သူကမစ္စရိယဆိုတာငါဟာငါအတွက်သာကိုယ့်ရဲ့အောင်မြင်မှုကိုသူများနဲ့မဆက်ဆံချင်တာကိုယ်သာကြီးပွားချင်တာသူများကြီးပွားမှာကိုမကြိုက်တာအဲ့ဒါမျိုးမစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယကပြင်းထန်လာပြီဆိုရင်ကတရိယလို့ခေါ်တယ်ထထမစ္စရိယလို့စာပေကျမ်းကမှာသုံးတယ်ခက်ထန်တဲ့မစ္စရိယဆိုတာခိုင်မာသွားတဲ့မစ္စရိယပေါ့နော်ဗမာတွေပြောရင်နှမျောအိုးကြီးလို့ခေါ်တာပေါ့နော်နှမျောအိုးလို့ခေါ်တာအဲ့ဒါအလုံးကိုနှမျောတဲ့လူကိုနှမျောအိုးလို့ပြောတယ်နဝေကတရိယထေဝလောကဝဆန္တိတဲ့မြတ်စွာဘုရားဟောတယ်ကတရိယဆိုတဲ့ကိုကျိုးရှာသဘာကိုယ့်အတွက်သာကြည်တတ်တဲ့လူကဘယ်တော့မှနတ်ပြည်မရောက်ဘူးလို့မြတ်စွာဘုရားဟောတယ်ကိုယ့်အတွက်ကိုကြည်တယ်လေမပေးဘူးလေဘယ်သူမှလက်ကအမြဲတမ်းပြန်ရုပ်နေတယ်
မစ္စရိယဆိုတာအဲ့ဒါသူများတောင်းရင်လက်ပြန်ရုပ်လိုက်သူများကိုလက်ကမ်းမှုလွန်ခဲရင်ဒီစာခသမားကလက်ကမ်းနေပေးဖို့ကမ်းမှုလက်ဆင်းနေရှိတယ်ပေးတယ်နော်တော့မစ္စရိယသမားကျတော့လက်ကိုအမြဲတမ်းရုပ်တယ်ကြားဦးရမို့လားရှိစရာပြောရပေမဲ့လို့ဘုန်းကြီးတော်ရည်နေတဲ့အခါကျတော့ဟိုတကာကလှေဘွားတကာကလှမ်းပြောတယ်ရှင်ဘုရားရည်နေရှင်ဘုရားလက်လေးပေးလိုက်ပါဆိုတော့ဘုန်းကြီးကပြန်ရုပ်သွားတယ်သူလည်းမပေးဘူးအဲ့ဒါနဲ့တပည့်တော်လက်လေးကိုလှမ်းဆွဲလိုက်ပါဗျာဆိုမှဆွဲတယ်ပေးရမှကြောက်တယ်ဆိုအတိတ်ပဲအကြီးစရာပြောတာတော့ဖြစ်ပါလေသို့ပေမဲ့အဲ့မျိုးလည်းမရှိဘူးလို့ပြောလို့မရပေးပါဆိုလို့ရှိရင်တွန့်သွားယူပါဆိုရင်တွတ်တယ်လူတွေလည်းကြည့်လေပတ်စံချေရမယ်ဆိုမလေးပြုံးနဲ့တွတ်တယ်ပြန်ပေးရမယ်ဆိုရင်ဆက်လွတ်တယ်ဒါလောကကြီးမှာတကယ်ရှိတယ်သူများစီကယူဖို့ကြတော့လွယ်သလောက်ပြန်ပေးဖို့ရတော့ခက်တယ်ဆိုတော့ဒါကြောင့်မို့ဆုံးကြတယ်လူတွေဟာအဲ့ဒါဘာကြောင့်မစ္စရိယတွေပဲမစ္စရိယသမားဆိုတာဘယ်တော့မှရှယ်ရမလုပ်ဘူးသူများအဲ့ဒါကိုပြောတာကတရိယခထန်နဲ့မစ္စရိယကိုစဟေယဆောရမယ်အဲ့တော့အမျက်ဒေါသနဲ့ခထန်နဲ့မစ္စရိယကိုအလွယ်တကူလူတွေနားလည်အောင်ပြောမယ်ဆိုရင်ကိုချိုးရှာကိုယ့်အတွက်သာကြည်တာအဲ့တော့ခက်ထန်နဲ့ဒေါသနဲ့ကိုချိုးရှာလို့စိတ်ကိုဆွန့်လွတ်ရမယ်အဲ့တော့မြတ်စွာဘုရားဟောတာနတ်တွေထဲမှာလည်းကိုချိုးရှာတဲ့သူတွေရှိတယ်နတ်တွေရှိတယ်ဒါကြောင့်ဒီတရားဟောတာဖြစ်နော်နတ်တွေကလည်းကိုချိုးရှာတယ်မနာလိုတာတွေတို့ဂုံတိုက်တာတွေတို့ရှိမှာပဲနတ်တွေထဲမှာအဲကြောင့်မို့ခင်မင်သည့်ဆက်ဆံရေးကိုပြပြောင်းအောင်ပြုလုပ်ခြင်းကိုရှောင်ကျဉ်၍အမျက်ဒေါသနဲ့ကိုချိုးရှာလို့တဲ့စိတ်ကိုစွန့်လွတ်ရမယ်အနုရောဓဝိရောဓဝိပ္ပဟိနောအနုရောဓဆိုတာဖေးပါပေးတာလိုက်လျောတာအဲ့ဒါဘာကိုပြောတာတော့ဆိုတဏှာရာဂရဲ့သဘောကိုပြောတာနော်လူဟာခင်မင်ရင်လိုက်လျောတယ်မုန်းရင်ဆန့်ကျင်တယ်လိုက်လျောခြင်းဆန့်ကျင်ခြင်းလိုက်လျောမှုနဲ့ဆန့်ကျင်မှုမေတ္တာရှိရင်လိုက်လျောတယ်မေတ္တာမရှိရင်ဆန့်ကျင်တယ်ဒါလူတွေရဲ့သဘာဝအနုရောဓဝိရောဓအနုရောဓဆိုတာလိုက်လျောခြင်းဝိရောဓဆိုတာဆန့်ကျင်ခြင်းဒီနေရာမှာဆိုလိုတာကအနုရောဓဆိုတာတဏှာကိုပြောတာဝိရောဓဆိုတာဒေါသကိုပြောတာလူတွေကဒေါသမကင်းလို့ဆန့်ကျင်တယ်လောဘမကင်းလို့လိုက်လျောတာအဲ့တော့အနုရောဓဝိရောဓဝိပ္ပဟိနောဘာကိုပြောတာတော့ဆိုရှေ့ကပြောထားတဲ့အတိုင်းပဲလောဘဒေါသဒီနှစ်ခုဖယ်ရှားရမယ်ဒါပဲလိုက်တဲ့သဘောဖြစ်သွားတာပေါ့နော်တိမှတ်တဲ့စိတ်ဆန္ဒမဟုတ်တော့ဘူးပေါ့နုရောဓတယောက်ကိုတော့ဖေးပါပေးတယ်တယောက်ကိုတော့မုန်းတယ်ဆိုတာသူသဘောကျတဲ့လူကြတော့သူကူတယ်သဘောမကျတဲ့လူကြတော့ဆန့်ကျင်မဲ့လုပ်တယ်ဒါမမျှတာတဲ့ဆက်ဆံရေးလို့ခေါ်တယ်ဒါကြောင့်မို့အစကတည်းကခင်မင်သည့်ဆက်ဆံရေးကိုပြပြအောင်လုပ်တာရှောင်ရမယ်အမျက်ဒေါသနဲ့ကိုချိုးရှာတဲ့စိတ်ကိုဖယ်ရမယ်လိုက်လျောခြင်းဆန့်ကျင်ခြင်းဆိုတဲ့လောဘနဲ့ဒေါသကိုဖယ်ရမယ်အလုံးပေါ်မှာညီတူညီမျှထားနိုင်တဲ့စိတ်ကိုဆိုလိုတာပဲဒါအဲ့တော့လောကကြီးထဲမှာနေတဲ့ပုဂ္ဂိုလ်တွေကိုလိုက်ကြည့်ကိုယ်လည်းတူတူပဲသူလည်းတူတူပဲဒါတွေဟာလောကကြီးထဲမှာနေရင်အနုရောဓဝိရောဓရှိနေကြတယ်တယောက်ကိုတော့သဘောကျတယ်ကိုကြီးဟိုတယောက်ကိုတော့မုန်းတယ်ဆိုတာဖြစ်တယ်မညီမျှမှုတွေဖြစ်တယ်လေ
တော့ဟိုတယောက်ကိုတော့ထောက်ခံတယ်ဒီတယောက်ကိုတော့မထောက်ခံပါတီတွေကွဲတာလဲဒါပဲလေအနုရောဓနဲ့ဝိရောဓပဲဒီဖွဲ့စည်းတော့သဘောကျတယ်ဟိုဖွဲ့စည်းတော့မကြောက်ကိုယ်တန်ရသဘောကျတာနဲ့မကြတာဖြစ်နေတာပဲအဲ့ဒါမျိုးကင်းရမယ်တရားလမ်းကြောင်းကိုသိတဲ့ပုဂ္ဂိုလ်ကြတော့အနုရောဓဝိရောဓမရှိတော့ပျောက်ကွယ်သွားတယ်ညှတ်တာတဲ့ဆက်ဆံရေးပဲရှိတော့တယ်လို့ဆိုလိုတာနော်အဲ့တော့အဲ့လိုအနုရောဓဝိရောဓလိုက်လျောမှုစံကြယ်မှုကင်းတဲ့ပုဂ္ဂိုလ်ဟာတဲ့လောကကြီးကိုကောင်းကောင်းကြီးလွန်မြောက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့လိုဆိုရင်ဒီဟာတွေကလောကထဲမှာဖြစ်နေတဲ့သဘောတွေကိုလောကထွက်ချင်ဒီသဘောတွေစွန့်မှာပေါ့လောကရဲ့သဘောတိုင်းနေလို့ရှိရင်လောကကြီးကဘယ်လိုလုပ်ထွက်လို့မရဘူးလေသူကလောကထဲမှာရှိနေမှာလောကရဲ့သဘောတိုင်းသူ့မှာတွေ့နေရတယ်ဆိုဒါတွေမရှိတော့ဘူးဆိုရင်သူလောကထွက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်နေလောကရဲ့သဘာဝတွေလောကမှာဖြစ်နေတဲ့အနေအထားတွေကိုသူကြော်လွှားနိုင်သွားတယ်သူဆိုလိုတယ်ပေါ့နော်